မင်္ဂလာပါ SVR ပရိသတ်ကြီးခင်ဗျာຫນွေရအပူရှိန်ကမြေပြင်ကိုတောက်လောင်နေတဲ့အချိန်တစ်ပင်တော်တော်များများကအသက်ဆက်ဖို့တရွက်တွေကိုဆွန့်လွတ်နေကြတဲ့အချိန်မှာအဲ့ဒီအပူဒဏ်ကိုပြုံးကြီးအန်တုပြီးတော့စိတ်လန်းဆိုပြေးနေတဲ့အပင်တစ်ပင်ရှိပါတယ်အဲ့ဒီပင်ကနေထွက်ပေါ်လာတဲ့ရှင်နံကຫນွေရပူကိုခဏတာမီးလျော်သွားစီလောက်အောင်အေးမြလုံးနဲ့ဗျဒီနေ့မှာတော့ကျွန်တော်တို့ဟာဂန့်ကော်ပန်းလေးရဲ့အနှစ်သာရသူ့ရဲ့မာကျော်တဲ့တမ်မဏိတဘာဝနဲ့သူ့နောက်ွယ်ကရင်ခုန်စရာလျှို့ဝှက်ချက်တွေကိုအသေးစိတ် recap လုပ်သွားမှာပါကဲစလိုက်ကြရအောင် Supreme View Recap ကနေပြန်လဲကြိုဆိုပါတယ်ဂန့်ကော်ကိုသိပ္ပံနည်းကျခေါ်တာကတော့ Messua Freya တဲ့ဗျအင်္ဂလိပ်လိုကျတော့ Silent Ironwood လို့ခေါ်တယ်နာမည်ရင်းကတမ်မဏိတစ်သားဆိုတော့သူ့ရဲ့အသားကဘလောက်မှမလဲစဉ်းစားကြည့်ရှေးခေတ်ကတည်းကခိုင်ခန့်တဲ့ပရိဘောဂတွေအဆောက်အဦတိုင်လုံးကြီးတွေဖြစ်နေသုံးခဲ့ကြတာသူ့ရဲ့ထူးခြားချက်ကတော့ Evergreen အမျိုးအစားဖြစ်နေတာပဲဒီနေ့ပတ်လုံးပဲစိမ့်လန်းနေတာဗျနွေရာသီမှာရှားပင်တွေအယိုးပြိုင်ထနေချိန်မှာသူကတော့အပူဒဏ်ကိုဂူးမဆိုင်တဲ့အထာနဲ့အရိပ်ပေးနေတာပါဒါကတဘာဝတရားကပေးတဲ့ resilient ကြန့်ခိုင်မှုရဲ့ masterpiece ပါပဲကံကောပန်းရဲ့အတွင်ပြင်ကိုကြီးလိုက်ရင်ဆွဲဖြူနေတဲ့ပွင့်ပန်းလေးတွေကြားထဲမှာရွှေရောင်ဝစ်ဆန်လေးတွေကပြုတ်သိမ့်နေတာဗျဒါဟာအင်မတန်မှကြော်ရှင်တဲ့ကာလာဆက်မှုပါပဲမြမစာပေမှာဝစ်ဆန်ရွှေကြီးပွင့်ချက်ဖြူစင်လို့တင်စားကြတယ်တကယ်ကိုအံ့ဩဖို့ကောင်းတာကသူ့ရဲ့အပင်ကတမ်မဏိလိုမျိုးမာချောပေမဲ့ပွင့်လာတဲ့ပန်းပွင့်လေးတွေကပိုးသားလေးလိုနှူးညံ့နေတာပဲဒါဟာ softness within hardness ဆိုတဲ့သဘောတရားပါပဲအပြင်ပန်းကမာချောပေမဲ့အတွင်းစိတ်ကနှူးညံ့ဖြူစင်တဲ့လူတယောက်လိုပေါ့သူရဲ့ရှင်နံကလည်းကပ်ပြင်းကြီးမဟုတ်ပဲနဲ့ဒိမ့်မွေခံညာပြီးတော့စိတ်ကိုကြည်လင်စေသောတစ်ဖက်မှာလည်းလွန်းစရာကောင်းတဲ့ခံစားချက်ကိုပေးစွမ်းနိုင်ပါတယ်။ကဲလူငယ်တွေအတွက်ဂန့်ကော်ပန်းရဲ့ factor အသစ်တစ်ခုကိုပြောပြပါမယ်။ဂန့်ကော်ကို Ironwood လို့ခေါ်တာနာမည်လောက်အောင်ပေးထားတာမဟုတ်ဘူးဗျ။သူရဲ့ထူးခြားချက်ကရေထဲမှာမြုပ်တာပါ။အခြားသစ်သားတွေကရေပေါ်မှာပေါ်ပေမဲ့ဂန့်ကော်သားကတော့တိတ်သေးစအားများလို့ရေထဲကိုပစ်ချရင်ခဲတစ်လုံးလိုမြုပ်သွားတာပါဒါကြောင့်ပဲသူ့ကိုတမ်မဏိတစ်သားလို့တင်စားတာပေါ့အလုံးမှာပဲဖြစ်ဖြစ်ကြောင်းမှာပဲဖြစ်ဖြစ်ငါကဂန့်ကော်သားလို့ပဲကွာလို့ပြောလိုက်လို့ရှိရင်အဲ့ဒါကခိုင်မာတဲ့တိတ်သေးတယ်လို့ပြောတာနော်ရေထဲကိုမြုပ်သွားမယ်လို့ပြောတာတော့မဟုတ်ဘူးနော်ဂန့်ကော်ကမြမအရင်ကျေးမှုမှာအလွန်ကိုမြင့်မြတ်တဲ့ပန်းပါဗုဒ္ဓဝင်သမိုင်းအရာနောင်ပွင့်တော်မူမဲ့အရိမတယမြတ်စွာဘုရားရှင်ဟာဂန့်ကော်ပင်ကိုအမိပြုပြီးပွင့်တော်မူမှာဖြစ်ပါတယ်ဒါကြောင့်မို့ဂန့်ကော်ကိုဘောဓိပင်တစ်မျိုးအနေနဲ့သတ်မှတ်ပြီးတော့ဘုရားကျောင်းကန်တွေမှာအမျက်တနူးနဲ့စိုက်ကြတာပေါ့ရှေးမြမမင်းတွေလက်ထက်မှာလည်းဂန့်ကော်ပန်းကိုဖုံကန်းကြီးမားခြင်းနဲ့တီကြည်ခြင်းရဲ့သင်္ကေတအဖြစ်နဲ့သုံးခဲ့ကြတယ်။ကံကော်ပန်းကိုမြင်ရင်အောင်နိုင်ခြင်းရဲ့နမိတ်လိုတော့ယူဆခဲ့ကြတာဗျ။ဒါကြောင့်လဲကံကော်ဟာနန်းဆန်တဲ့အလားနဲ့မြင့်မြတ်တဲ့အလားလို့ပြောစမှတ်ပြုကြတာပါ။ရှေးခေတ်နန်းတွင်းသူလေးတွေရဲ့အလားပါကြောင်းပြောရအောင်ဗျာ။သူတို့ကအခုခေတ်လို make-up တွေမရှိခင်ကတည်းကတဘာဝပစ္စည်းတွေကိုသုံးတတ်ကြတယ်။ကံကော်ဝစ်ဆန်ချောက်လေးကိုအမုံကျိတ်ပြီးတနက်ခါနဲ့ရောလိမ့်တာဗျ။အဲ့ဒါလိုမျိုးလိမ့်လိုက်လို့ရှိရင်ရင်းနှံ့ကလည်းတနေ့ကုန်မွေးပြတ်နေတယ်လို့မျိုးအသားရည်ကိုလည်းအေးမြစေတယ်လို့ဆိုပါတယ်။ဂန့်ကော်ဝစ်ဆန်နန်းရှိဆန်ဆိုတဲ့စကားကဒီကနေလာတာပေါ့။ခုခေတ်ကောင်းမလေးတွေလည်းတဘာဝအတိုင်းလာခြင်းရင်ဂန့်ကော်ဝစ်ဆန်ကိုရှာလိမ့်ကြည့်ကြပါဦး။ဒါပေမဲ့တော့နော်ဖျားပန်းအိုးတွေကတော့သွားမနိုင်တော့ဘူးနော်ငရဲကြီးနေပဲ။နောက်ထပ်မြမအရိုးရာဘေးရင်ပညာမှာကျတော့ဂန့်ကော်ဟာတနင်္လာနံအပင်ဖြစ်ပါတယ်။တနင်္လာချိုးရဲ့အေးမြတဲ့အ
အရှိန်အဝါကိုစောင့်တယ်လို့ယူဆကြပါတယ်။ရှေးလူကြီးတွေကအိမ်ဝင်းထဲမှာကန်းကော်ပင်ရှိရင်အဲ့ဒီအိမ်ကအေးချမ်းတယ်ဘေးဥပတ်ကင်းစင်တယ်လို့ယုံကြည်ကြတာပါ။ဒါကြောင့်လဲအိမ်တော်တော်များများမှာကန်းကော်ပင်ကိုအရေးရဖို့တွေမကားပဲအဆောင်ရောင်နေနဲ့ပါစိုက်ကြတာပါ။ကိုယ့်ရဲ့နာမည်ကခဂနဲ့စတဲ့တနင်္လာသမားတွေဆိုရင်တော့ကန်းကော်ပင်ကခင်ဗျားတို့ရဲ့ power plant ပဲပေါ့ဗျာကန်းကော်ကလာယုံနေမဟုတ်ပဲနဲ့အရှိတိုင်းစေးပညာမှာလည်းအဖိုးတန်တယ်ဗျကန်းကော်ပန်ရဲ့ရင်ထဲဟာစိတ်ဖိစီးမှု stress တွေကိုရှော့ချပေးနိုင်သလိုစိတ်ကိုတည်ငြိမ်စေပါတယ်သူ့ရဲ့ပွင့်ချမ်းတဲ့ဝစ်ဆန်တွေကိုသွေးကြောဆိုင်ရာယောဂါတွေနဲ့အရေးပြားယောဂါရဲ့အတွက်တိုင်းရင်းစေးဖြစ်နေသုံးကြတာပါခင်ဗျားတို့စိတ်ညစ်နေတဲ့အခါပင်ပန်းနေတဲ့အခါကန်းကော်ပန်ရင်နံလေးကိုရှူကြည့်လိုက်ရင်အလိုလိုစိတ်အေးသွားတာကတိတ်ပံနှီးကြရောဆေးဘက်ဝင်မှုအရာပါမှန်ကန်နေတာပါဒါကြောင့်ပဲသူ့ကိုနတ်ဆေးပင်လို့ခေါ်ကြတာပေါ့ကဲကန်းကော်ပန်နေပွင့်ပြီးဆိုရင်စာမေးပွဲကြီးနီးပြီဆိုတဲ့အသီးကကျောင်းသားတိုင်းကိုရင်ခုန်စေတယ်ဗျကန်းကော်ပန်ချွေလေးတွေကိုလိုက်ကောက်ပြီးစားအုပ်ကြားထဲမှာညက်ရင်စာမေးပွဲအောင်တယ်ဆိုတဲ့ရှစ်စရာကောင်းတဲ့ရုံတန်းစကားလေးကတော့ကျွန်တော်တို့ရဲ့ကျောင်းသားဘဝကိုပိုးပြီးတော့အယောင်ချယ်ပေးခဲ့တာပေါ့တကယ်တော့ကန်းကော်ပန်လေးကိုစားအုပ်ကြားထဲညက်တာအမတ်တရားတွေကိုတင်းဆဲတာပါပဲအရှိန်တွေကြာသွားလို့ဗန်လေးတွေကခြောက်သွားရင်တောင်သူ့ရဲ့တိမ်မွေးတဲ့ကျန်တန်းကစားအုပ်ထဲမှာပဲကျန်နေသေးသလိုကျွန်တော်တို့ရဲ့ကျောင်းသားဘဝအမတ်တရားတွေကလည်းဘယ်တော့မှမပြေသွားဘူးဆိုတာကိုပြနေတာပါနေကုန်းချောရရင်တော့ကန်းကော်ဟာကျွန်တော်တို့လူငယ်တွေအတွက်သင်ခန်းစာတစ်ခုပဲဗျအပြင်ပန်းမှာနုညံ့ပြီးလပကိုနစ်သက်ပေမဲ့အတွင်းစိတ်မှာတော့အာယွန်ဝတ်လုံးမာကြောတဲ့စိတ်ဓာတ်ရှိဖို့လိုပါတယ်လောကရဲ့အပူဒဏ်တွေအခက်အခဲတွေကြားထဲမှာကိုယ့်ရဲ့စိန်လန်းမှုကိုမဆုံးရှုံးစေပဲဖြူဖြူစင်စင်နဲ့ရက်တည်နိုင်ရမယ်ဆိုတဲ့သင်ခန်းစာပဲပေါ့ကဲဒီနေ့ရဲ့ကန်းကော်ပန် recap လေးကိုသဘောကျမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာတို့ကကန်းကော်ပန်နဲ့ပတ်သက်တဲ့အမတ်တရားတွေရှိရလားကွန်မန့်မှာပြောပေးသွားကြပါဦးနေအောင်မသွားခင်တခုလောက်နီလန်ပေးအောင်မယ်ဗျာခင်ဗျားတို့နောက်တစ်ခါ crash ကိုပန်ပေးရင်ကန်းကော်ပန်ကိုပေးကြည့်လိုက်ညရဲ့ရှစ်ကကန်းကော်သားလို့မာကြောပြီးငှက်နှလုံးသားကတော့ကန်းကော်ပန်လေးလို့နူးညံ့ပါတယ်လို့ဆိုရပြီးတော့ပြောပြီးတော့ပေါ့အရိုက်ခံရရင်တော့ SVR နဲ့မဆိုင်ဘူးเนาะကျွန်တော်ကတော့ Spring View Recap က essay ပါနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ဗျာအားလုံးပဲကန်းကော်ပန်လေးတို့မွေပြန်နဲ့အေးမြတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေခင်ဗျ